အော်ဘာဖြစ်လို့နေမကောင်းတော့လဲပြောပါဦးဟမ်စာမကြိုးစားဘူးအော်ဆရာကဗျာတင်မိမယ်လေစာမကြိုးစားတချင်းလည်းတင်မိမယ်လေတချင်းတချင်းရပြီအဲ့ဒါဆရာရှိုးပြပါဦးအဲ့ဒါဆရာရှိုးပြပါဦးတချင်းရဆိုတမီးကအောင်မေလို့အော်ဆရာကျောင်းဖုန်းဆက်ပြီးခေါ်လိုက်မယ်လေနော်ကျောင်းအဲ့ဆိုလာကျောင်းထဲမှာသွားမယ်လားလာမတငယ်ချင်းနဲ့အော်တငယ်ချင်းနဲ့မဆော့ချင်အဲ့ဒါဆရာနဲ့ဆော့မယ်လားဆရာနဲ့ရုံငန်းထဲမှာအဲ့ဒါဘယ်သူနဲ့ဆော့ချင်တာတော့အော်အိမ်မှာလမ်းမှာဆရာကနာပြောတယ်လေဖမ်းလိုက်တွေရှိတယ်ခွဲပြီးတွေရှိတယ်အော်အဲ့ရှင်လားဆရာရုံငန်းထဲမှာချောသိမယ်လားတမီးလားလာဟုတ်လားဘယ်သူကအဲ့ဒါဘယ်သူကအတင်းလာထားတယ်အော်ဟုတ်လားကြီးတာမှအမအော်တမီးကမကြီးသေးဘူးဒါဆိုတော့အော်ဘာဖြစ်လို့လဲတမီးမြက်တွင်းနေကြပြီအဲ့ချင်လို့လက်တွင်းနေကြပြီအဲ့ချင်လို့အော်ဆရာဆေးတိုက်မယ်မှာဆေးပါတယ်ဆေးအားဆေးတိုက်မယ်လေအမလမ်းမှာအယူရှိတယ်မှာမေးကြည့်မှာခလေးဖမ်းတယ်မှာခလေးဟမ်မခွေးယူရတယ်မှာရွာတဲ့ဆောက်ပြေးနေလို့တဲ့ရတယ်သမီးရှိပြန်သမီးဆရာတော်ကြီးမှာခွေးကြိုက်နေပြီလာသမီးလာသမီးအဲ့ချင်းလားဆရာချောသိမယ်လာခဏ